ဒီဗီဒီယိုလေးကတော့ EG ကိုပိုင်အလဲတန်းကျောင်းကကျင်းပတဲ့စကားရည်လူပြိုင်ပွဲပဲဖြစ်ပါတယ်။တစ်ဖက်ကနိုင်ငံတကာသုံးဘာသာစကားဟာမိခင်ဘာသာစကားထက်ပိုပြီးအရေးကြီးတယ်ဆိုတဲ့အဆိုတင်သွင်းပြီးတော့တစ်ဖက်ကလည်းမိခင်ဘာသာစကားပိုပြီးတော့အရေးကြီးကြောင်းဒါပြန်ရှေ့ပတ်သွားမှာဖြစ်ပါတယ်။အဲ့တော့စကားပြောစွမ်းရည်တွေကတော့တော်တော်လေးကောင်းကြတယ်။ကျွန်တော်တို့ကြည့်ကြည့်မယ်ဗျ။ Let's go မင်္ဂလာပါရှင်ကျမကတော့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုကြီးကြီးတယ်ဆိုတဲ့အဆိုကိုတင်ပြသွားမယ်ကျမမပြည့်ကျဲတင်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်နော်နိုင်ငံတကာသုံးဘာသာစကားကတကယ်ကိုရေးကြည့်ရဲဆိုတာဒီဘက်ကချစ်ရှင်ညီမလေးရောဖားရီယာပြိတ္တကြီးရောသိကြမယ်လို့ထင်ပါတယ်ရှင်ညီမလေးဒီကိုကခရီးတစ်ခုသွားမယ်ပဲထားပါအောင်စားတော့ဆိုင်တွေသွားမယ်ပဲထားပါအောင် join လက်တော့ဘာလို့ဆိုတာမြမလို့တွေရေးထားလို့လားကွယ်ကိုကသွားမယ်ဆိုအင်တာတို့တက်စင်ကွာတို့ပြောပြီးသွားကြလို့လား join လက်ကပမာလဲလို့ပဲ maybe သွားကြတာလေညီမလေးတို့ခုသုံးနေတဲ့ cosmetic မှာဆိုရင်ရောအကုန်လုံးနားလေတဲ့နိုင်ငံတကာသုံးဘာသာစကားနဲ့ပဲရေးထားတာမဟုတ်ဘူးလားကွယ်ဒါကြောင့်မလို့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုရေးကြီးပါတယ်နော်ပြီးတော့ဖော်ဆောင်တာကအချင်းချင်းညီမလေးကပြောသွားပါသေးတယ်အရန်ဟင်းနဲ့ဘာအရန်ဟင်းနဲ့ဆိုတော့အရန်ဟင်းမပိုင်ရောသမင်းစားဖို့ဖြစ်လို့လားနော်ညီမလေးအခုပကံပါလေကိုကြီးတို့မကြီးတို့မမရှင်းပြမယ်လေအင်္ဂလိပ်လိုလည်းရှင်းပြမယ်လေဆိုတဲ့မောင်လေးဘာလို့နာမည်ကြီးနေလဲသိလားဒါကကိုရဲ့နိုင်ငံတကာသုံးဘာသာစကားကိုလဲဝဲပြောတတ်တာကြောင့်မို့လို့လေနိုင်ငံသားတွေလာပြီးဆိုရင်လေကိုအမိမြေရဲ့ရေချင်းမှုကိုချပြလို့လဲရတယ်လေညီမလေးအဲ့ဒီကလေးတွေလောက်မှညီမလေးမပြောတတ်ဘူးဆိုရင်ကိုပြန်သုံးသပ်ဖို့လိုနေပြီနော်ညီမလေးရဲ့နိုင်ငံတကာစုဝေးပွဲတက်တယ်ဆိုရင်ပဲထားပါဦးညီမလေးကဘလို့သွားပြောမှလဲသူတို့နိုင်ငံရဲ့ဘာသာစကားလေးတစ်ခုတော့မတက်ဘူးဆိုရင်ညီမလေးခမ်းမလဲမှာငုတ်တုံးမင်းနေပါအောင်မယ်နော်ဒီလိုပါပဲကျမတို့ကမြန်မာစကားကိုကျမတို့မိခင်မြန်မာစကားကိုအရင်စီးဘူးရေးမပါဘူးလို့ကျမပြောချင်တာမဟုတ်ပါဘူးဒုနေရဒုထွားနေရတော့လေကျမတို့ကမချစ်တော့လဲအောက်ကနမ်းရမှာပါပဲလေရှင်ကျမတို့အမိမြေမှာလဲဝေးစားရတဲ့စကလုံးတွေဆိုတာရှိပါရဲ့နော် driver တို့ပေါ့ driver ကိုဘယ်လိုပြောမှလဲညီမတို့ရှေ့လေးကုန်ခန့်အချိန်ကုန်ခန့်ညီမလေးပြောမို့လားစီစဉ်ညွှန်ကြားသူဆိုပြီးတော့အဲ့လိုမျိုးတွေအရှိန်ပြောနေမဲ့စအကုန်လုံးနားလည်မဲ့စကားလုံးလေးတစ်လုံးပြောလိုက်တော့မပြီးတော့ဘူးလားညီမလေးရဲ့ driver ရောဒီဘက်ခေတ်ထဲမှာကောင်းမောင်းသူလာပါဦးလို့ပြောတဲ့လူရှိကြသေးလို့လားညီမလေးရဲ့ driver လို့ပဲခေါ်ကြတာပဲမဟုတ်လားဒါကြောင့်မလို့အချိန်ကုန်လူပင်မခံမဲနဲ့အကုန်လုံးနားလည်မဲ့စကားလေးတစ်လုံးပဲပြောလိုက်တော့ပြီးသွားတယ်မဟုတ်ဘူးလားညီမလေးရဲ့ညီမလေးကိုနောက်ဆုံးနဲ့ခုသတိပေးလိုက်မယ်နော်မလေးဒါနာနဲ့တရားပါရင်တေကာမတိခြေဘူးနဲ့ခဏပါရင်ငွေကာမတိငွေကာမတိမယ်ဘာသာကမပြောတတ်ဘူးဆိုလို့ရှိရင်ညီမလေးခရီးသွားမှသိမယ်နော်ကဘာပတ်မယ်ဆိုရင်မင်္ဂလာပါတလုံးမဲ့လက်ဆွဲလာလို့များပါအောင်ညီမလေးရဲ့လူဝင်မှုကြီးကြပ်ရေးခက်မယ်ဆိုရင်လေညီမလေးအဲ့ဒီမှာအားရတော့လုံးမယ်ဆိုကတော့တခုမှပြောလိုက်မယ်နော် sorry you can go back bye ဆိုပြီးတော့ညီမလေးအိမ်ပြန်လာရမှာပါဒါကြောင့်မလို့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုရေးကြည့်ရဲဆိုတဲ့ဆိုကိုကျမတင်ပြလိုက်ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဟိုဘက်ကအဆိုရှင်ပြောသွားတယ်နိုင်ငံတကာသုံးဘာသာစကားမိခင်ဘာသာစကားထက်ပိုရေးကြည့်တယ်ဆိုတော့လုံးဝလက်မခံနိုင်လို့ရဲကြီးပြန်လဲခြေပါသွားမယ်အခြေရှင်မဲဖြူစင်မဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟိုဘက်ကအဆိုရှင်မပြောသွားပါတယ်ကျမတို့တန့်နိုင်ငံနေသွားတဲ့အခါမှာထွိုင်းလဲလို့ပဲရေးထားပါတယ်တဲ့ဒါဆိုရင်မမျက်လုံးများမှုန်နေသလားမသိဘူးနော်အမျိုးသားအမျိုးသမီးတန့်နိုင်ငံဆိုတဲ့စိုင်းမုတ်တွေကိုဘလို့များကြုံခေါ်လာတယ်လဲရှင်နောက်ပြီးဆောအဆိုရှင်ပြောသွားပါသေးတယ်ရှင်ကဘာပတ်တဲ့အခါနိုင်ငံတကာကိုခရီးသွားတဲ့အခါကျမတို့ကအင်္ဂလိပ်လိုပဲပြောရတယ်တဲ့ကျမတို့ကအင်္ဂလိပ်လိုမတတ်လို့မရဘူးဆိုတော့မမရဲ့စကားပြန်နေအောင်ညီမလေးတို့ငားရတာရေဘူးတဲခိုင်းဖို့မဟုတ်ပါဘူးနော်ဟုတ်ကဲ့ပါရှင်အားလုံးရဲ့ရေတောင်မြ
မြစ်ကမိခင်ဘာသာစကားပါပဲရှင်ငစိမ့်မြင်ငကင်ပြတိုင်းတစ်ပါးသားဘာသာစကားကိုအထင်ကြီးပြီးကိုမိခင်ဘာသာစကားကိုကြအထင်သေးပြီးကြောင်ထိုးရတဲ့မမတို့ကိုပြောချင်တာအမေကြော်ပြီးတွေးတော့မလွမ်းပါနဲ့ရှင်တောင်မဇို့ဘိုးဆန်ချင်နေသေးတယ်ဆိုရင်တော့ဆရာကြီးသခင်ကိုတော်မိုင်းနာမည်တက်ပေးခဲ့တဲ့မစ္စတာမမိုင်းမစ္စတာကိုကိုမစ္စစ်မမလို့ခေါ်နေရမှာပေါ့ရှင်ဆီယမငွေတာကြီးရေးထားတဲ့တာတိမြေဆိုတဲ့ကြပြထဲကသူ့မြေမှာဖြူပြပွင့်ရင်ဖြစ်ငါမြေမှာနီဝါတင်းရမှာပေါ့ဆိုတဲ့ကြပြစာသားတိုင်းတစ်ပတ်သားရင်ကျေးမှုနဲ့တိုင်းတစ်ပတ်သားဘာသာစကားသူတို့နိုင်ငံမှာတင်နေတယ်လို့ကျမတို့ရဲ့ရင်ကျေးမှုနဲ့ကျမတို့ရဲ့ဘာသာစကားရောဘာဖြစ်လို့များကျမတို့ရဲ့နိုင်ငံမှာမတင်နေတာမလဲရှင်ကျမတို့မြမလိုမပြောတတ်တော့ဘူးမြမစားဘလို့ရမလဲတော့မင်းနေပြီဆိုပြီးဒီနေ့ခေတ်ဇို့ဘိုးဆန်နေတဲ့လူတချို့ဂုံလူတရားလို့ထင်မှတ်ပြီးပြောတတ်ကြပါတယ်ရှင်ဒါတကယ်တော့တော်တော်လေးကိုရှက်ပြကောင်းနေဆိုတာသူတို့မသိပါဘူးရှင်အဖေမြမအမေမြမမွေတဲ့မြမစစ်စစ်တယောက်ဖြစ်ပြီးမြမကမြမစကားကိုအခြေခံတော့မရှင်းတဲ့မပြောတတ်ဘူးဆိုရင်ဒီမြေပေါ်မှာနေဖို့မထိုက်တယ်ဘူးလို့ပဲကျမတော့ပြောချင်ပါတယ်ဇွတ်မစ္စတာဇွတ်မစ်စစ်တို့ရေကျမတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြမဘာသာစကားကိုကျမတို့ကမှမထိန်သိရင်ကျမတို့ရဲ့ယဉ်ကျေးမှုတွေကပျောက်ပြတ်လာနိုင်ပြီဒီနေ့ခေတ်မှာဆိုရင်ဘန်စကားတွေ English လိုတွေညှက်ပြီးတော့ပြောလာတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ယဉ်ကျေးမှုတွေကပျောက်ပြတ်လာပြီပေါ့ရှင်ဒါတွေကကျမတို့အတွက်တော်တော်လေးကိုမှရှင်းနာကြကောင်းပါတယ်ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့ကျမတို့ရဲ့နိုင်ငံကြီးကဘိုးချုပ်ပြောခဲ့တဲ့ဟိုနိုင်ငံကြီးဖြစ်လာတော့မှာပေါ့ရှင်နောက်ဆုံးအနေနဲ့အစုံမမတို့ကိုပြောချင်တာပထွေးဘလောက်ကောင်းကောင်းမိခင်မြတ်တာကိုတော့မမိနိုင်ပါဘူးရှင်ဒါကြောင့်မို့လို့အမေကြော်ပြီးတွေးတော့ထပ်မလွမ်းမို့ထပ်မတိုက်တွန်းရင်ကျမရဲ့အခြေလေးကိုနှီးကောင်းချက်ခွင့်ပြုပါရှင်အားလုံးကကျေးဇူးတင်ပါတယ်ရှင်ကဲပြန်လေခြေပသွားတော့လုံးဝအားရတယ်ဟောကြကြလက်ကြနဲ့ကိုပြောနိုင်တာဒါနဲတဲ့စကေးတော့မဟုတ်ဘူးအဲတော့စကေးလူပြိုင်ပွဲဆိုတာအတီယူလို့မရပါဘူးဒါကကိုပြိုင်ပွဲအတွင်းမှာနိုင်ဖို့အတွက်ဒါကြကြလက်ကြနဲ့ပြောရတာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲဝေဖန်လေးကန်တာကြီးရှော့ပြီးတော့တေချာလေးလေ့လာကြပါလို့အားလုံးပဲအဆုံးကြည့်ပြီးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါအောင်ဗျ